safety box ဆိုတာက safety box ဆိုတာကကြတော့မိကန်တက်တာပေါ့နော်လုံခြုံရေးတက်တာမိကန်တက်တာကိုပြောတာတိုင်းဆိုင်ခကုနောဆိုတာကတိတ်ခိုတဲ့ဧည့်သည်ရဲ့ခီချောဟင်းဆိုတာကကြတော့တန်ဖိုးကြီးပစ္စည်းတွေပေါ့နော်နာတို့အစရှိတဲ့ဖြင့်ကိုအာစုခါဒုဆိုတာကတိရှုပေးတယ်စောက်ရှောက်ပေးတယ်တိတ်နာပေးတယ်ပေါ့နော်ခါရှိခင်းကိုဆိုတာကလုံခြုံရေးတက်တာအဲ့တော့နေထိုင်တဲ့ဧည့်သည်တွေရဲ့တန်ဖိုးကြီးပစ္စည်းအစရှိတဲ့ဖြင့်ကိုထိမ့်သိမ်းထားပေးတဲ့တက်တာကို safety box လို့ခေါ်တယ်မိကန်တက်တာလုံခြုံရေးတက်တာပေါ့နော်နောက်ကကြတော့ double bed တူလူမှုဆိုတာက double bedroom ပေါ့နော် double bedroom ဆိုတာကကြတော့ ishi စနေအခန်းတစ်ခန်းထဲမှာ double bed ဆိုတာက double bed နှစ်ယောက်အိတ်ခတင်အဲ့ညောင်အိတ်ခတင်ကဘယ်လိုမျိုးလဲဆိုတော့က king size bed တို့ပေါ့နော် king size bed ရှိတဲ့ခတင်ကိုမှ ichidai ဆိုတာကအဲ့လိုခတင်တစ်လုံးကို oita ဆိုတာကထားပေးတဲ့ futari yo ဆိုတာကနှစ်ယောက်သုံးလို့ရတယ်ပေါ့နော် kakushi ဆိုအခန်းကိုပြောတာဖြစ်ပါတယ်ဟိုရှိမှာ single bed တူလူမှုလည်းပါသွားတယ်နော်သူကကြတော့ single bed တူလူမှုကကြတော့အခန်းတစ်ခန်းထဲမှာခတင်တစ်လုံးထည့်ထားပြီးတော့တစ်ယောက်တည်းသုံးလို့ရတဲ့အခန်းဒီကောင်ကကြတော့ double bed တူလူမှုကကြတော့အခန်းတစ်ခန်းထဲမှာနှစ်ယောက်အိတ်ကတင်တစ်လုံးထည့်ထားပြီးတော့နှစ်ယောက်သုံးလို့ရတဲ့အခန်းနော်နောက်တစ်ခုကကြတော့ချက်ကူအောက်တိုဆိုတာကကြတော့ချက်ကောက်ကကြတော့ဟိုတယ်လူနိုခက်ကူရှိစုကိုဟန်ခက်ကူစရုမကုတကီဒေဆိုတာဟိုတယ်လူနိုဟိုတယ်ရဲ့ပေါ့နော်ခက်ကူရှိစုအခန်းကိုဟန်ခက်ကူစရုဆိုတာကပြန်ပေးဖို့မကုတကီတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ဖူရွန်တိုတဲ့အဲ့တိုကောင်တာမှာဟိစီယောနာလိုအပ်တဲ့တာယီခန်တက်ဆူကီကိုစရုနော်နီဆိုတာကဒီ front door တဲ့ကောင်တာမှာပေါ့နော်ဟိစယောနာလိုအပ်တဲ့တိုက်ခန်းတက်ဆူကီဆိုပြန်ပေးတဲ့ပြန်အပ်တဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဖို့အတွက်ဟိစယောနာလိုအပ်တဲ့ ichiran no kodo ဆိုတာကလှုပ်ရှားမှုတွေပေါ့နော်လိုအပ်တဲ့ဟာတွေကိုလုပ်ရတာဖြစ်ပါတယ်တဲ့အဲ့တော့ချက်ကူအောက်တိုဆိုတာကဟိုတယ်ရဲ့အခန်းကိုပြန်ပေးဖို့အတွက်ပဲကောင်တာကိုတွားပြီးတော့လိုအပ်တဲ့ဟာတွေကိုလောက်ရတာအဲ့ဒါကိုချက်ကောက်လို့ပြောတယ်နောက်တစ်ခုချက်ကူအင်းဆိုတာကချက်ခင်ကဟိုတယ်လူနိုခက်ကူရှိဆိုဟိုတယ်ရဲ့အခန်းကိုရှီယောစရုမကုတကီတဲ့သုံးဖို့ရည်ရွယ်ချက်နဲ့ပဲဖူရွန်တိုတဲ့အဲ့တိုကောင်တာမှာဟိစယောနာလိုအပ်တဲ့တက်ဆူကီကိုစရုခေါ်တိုနောဆိုရှောဆိုတာကလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုလောက်ရတဲ့ဟာပဲဖြစ်ပါတယ်တဲ့အဲ့တော့အဲ့ဒါကချက်ကူအင်းကဒီဟာပေါ့နော်ရှီယောစရုမကုတကီဟိုကောင်ကကြတော့ချက်ကောက်ကကြတော့ဗာလဲဆိုတော့ဟန်ခါကူစရုမကုတကီပြန်ပေးဖို့ရည်ရွယ်ချက်သူကကြတော့အတုံးပြဖို့ရည်ရွယ်ချက်ကချက်ကီနောက်တစ်ခုကကြတော့swing bed ဆိုတာက twins bed လေ twins bed ဟိုရှိမှာပါသွားတာကကြတော့ German swing ဆိုပြီးပါသွားတယ်ပေါ့နော် German swing ကကြတော့သူကတယောက်အိတ်ကလေးနှလုံးကိုမှပူထားတာအဲ့ဒါ German swing ဒီကောင်ကကြတော့ swing bed ကကြတော့တယောက်အိတ်ကလေးနှလုံးကိုဆိုရဲဟာနာတဲ့ပေါ့နော်ခွဲထားတဲ့ဟာကိုပြောတာအဲ့တော့ဒီမှာ single bed တို့နီဒါရီက single bed တို့ဆို single bed နှလုံးပေါ့နော် single bed နှလုံးကဆိုရဲအတီးတီဟာနာတဲ့ဆိုတာခွဲထားတဲ့ dokuri sushita katachi no mono ဆိုတာကတီးတန့်ပေါ့နော်သူ့ဘာသာသူရက်တီးတဲ့ပုံစံမျိုးရှိတာကို swing bed တို့လို့ပြောပါတယ်တဲ့အဲ့တော့ဒီနောက်ကဟာတွေကမတိလဲကိစ္စမရှိဘူးပေါ့နော်swing bed တို့လူမှုဆိုတာက swing bed ထည့်ထားတဲ့အခန်းကိုပြောချင်တာပေါ့နော် swing bed အခန်းကိုပြောချင်တာ twins bed အခန်းပေါ့နော် twins bed room ပေါ့ ishi စနေအခန်းတစ်ခန်းထဲမှာ single bed တို့နီးတိုင်းကို single bed နှစ်ကရင်ပေါ့နော်နှလုံးကိုစိတ်ကြည့်ရှိတာထည့်ထားတဲ့ futari yo no ဆိုတာကနှစ်ယောက်သုံးလို့ရတဲ့ခက်ကူရှိဆိုအခန်းပဲဖြစ်ပါတယ်တဲ့အဲ့တော့သူကအခန်းတစ်ခန်းထဲမှာ single bed နှစ်ခုထည့်ထားတဲ့နှစ်ယောက်သုံးလို့ရတဲ့အခန်းဖြစ်တယ်နောက်တစ်ခုကကြတော့ဂျူဘဲဆိုတာကကြတော့အဲ့ရခင်းပြင်ဆင်တာပေါ့နော်ဟိုဗာလဲအဲ့ရအခန်းထဲဝင်မယ်ကွာအခန်းထဲဝင်ပြီးတော့ဒီအဲ့တဲ့တယောက်ထွက်သွားလို့ရှိရင်ပေါ့နော်အဲ့အခန်းကိုတွားပြီးတော့တန်ရှင်းရဲ့အနေနဲ့တွားလုပ်ပြီးတော့အဲ့ရခင်းပေးရတာအဲ့ဒါကိုသူကဂျူဘဲလို့ပြောတာIwayuru ဆိုတာလို့ခေါ်တော့ဘက်တိုခါပါဆိုတာကကြတော့အဲ့ရအခင်းပေါ့နော်အဲ့ရကိုခင်းနဲ့ကပါကိုပြောတာခန်းခခဲဘူးတုံးကစောင်းလို့ပါတော့ပေါ့နော်အဲ့လိုမျိုးကိုပြောတာတဲ့နာဂိုင်းဘူးပုံဆိုတာကရှည်တဲ့အပိုင်းကိုဘက်တိုနော်ဆိုတာကဂဒင်ရဲ့မတ်တိုလက်ဆို mattress မွေးရကိုပြောတာပေါ့နော်မွေးရရဲ့ရှစ်တာဆိုတာကအောက်မှာဟီကီကွန်တဲ့ဆိုတာကထည့်ပြီးတော့ဘက်တို making ကုစုလို့ဂဒင်အဲ့ရခင်းကိုလောက်ရတာဖြစ်ပါတယ်တဲ့အဲ့တော့သူကနေပြီးဂဒင်ရဲ့အပေါ်မှာသူကမွေရရှိမယ်အဲ့မွေရရဲ့အပေါ်မှာသူကဒီခါပါပေါ့နော်ဘက်တိုခါပါအဲ့ရခင်းလိုက်မယ်အဲ့ရခင်းရရှည်နေတဲ့အစကိုအဲ့ဒီမွေရရဲ့အောက်ကိုထိုးထည့်ပြီးတော့မှခင်းတာပေါ့နော်အဲ့ဒါကိုသူကဂျူဘဲလို့ပြောတာဖြစ်ပါတယ်